အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ဝေးသားမယ့်အကြောင်းအရာကတော့ဒီအိန္ဒိယနိုင်ငံရဲ့think tank အဖွဲ့ဖြစ်တဲ့ပေါ့လေကမ္ဘာ့ရာအိန္ဒိယကောင်စီ ICW နဲ့မြန်မာနိုင်ငံကပေါ့လေကိုယ်စားလှယ်အဖွဲ့တွေတွေ့ဆုံဆွေးနွေးကြရဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်မြောက်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီ2025ခုနှစ်ဒီ March 18ရက်နေ့ပေါ့လေဒါဒီအိန္ဒိယနိုင်ငံကမ္ဘာ့ရာအိန္ဒိယကောင်စီရဲ့ICW နဲ့မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့တွေပေါ့လေတွေ့ဆုံဆွေးနွေးပွဲကိုဒီမြန်မာနိုင်ငံအိန္ဒိယတန်ရုံမှာရှိတဲ့အိန္ဒိယစင်တာမှာပေါ့လေတွေ့ဆုံဆွေးနွေးကြရဖြစ်ပါတယ်အဲ့တွေ့ဆုံဆွေးနွေးမှာဘယ်သူတွေပါလဲဆိုလို့ရှိရင်အိန္ဒိယနိုင်ငံ think tank ဖြစ်တဲ့ပေါ့လေကမ္ဘာ့ရာအိန္ဒိယကောင်စီICW နဲ့ပြီးတော့ဒီ NSPSC အဖွဲ့တွေရဲ့ပြီးတော့ဒီနိုင်ငံရေးပါတီတွေပေါ့လေမှတ်ပုံနေပြီးဖြစ်တယ်ဒီနိုင်ငံရေးပါတီ12ပါတီရဲ့ပြီးတော့ဒီ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားအဖွဲ့တွေရဲ့ပြီးတော့လွှတ်တော်အမတ်ဟောင်းတွေပြီးတော့ဒီစုစုပေါင်းပေါ့လေ40ကျော်တက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်ဆိုတော့ဒီအဲ့တွေ့ဆုံဆွေးနွေးပွဲမှာပေါ့လေဘာတွေဆွေးနွေးကြတယ်ဆိုလို့ရှိရင်ဖွဲ့စည်းမှုချင်းကဥပဒေဆိုင်ရာမူပေါင်းတွေနဲ့Federal စနစ်အရေးကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့ဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံမှာဒီအိန္ဒိယနိုင်ငံရဲ့Federal စနစ်အစီအမံခန့်ခွဲမှုအတွေ့အကြုံတွေတိုင်းရင်းသားအားလုံးပါဝင်တယ်အုပ်ချုပ်မှုနဲ့ဒီအာဏာခွဲမှုဆိုင်ရာကိစ္စရပ်တွေဒီအိန္ဒိယနိုင်ငံက Federal စနစ်နဲ့လူမျိုးစုမတူကွဲပြားမှုများအရေးဆိုတဲ့ဒီခေါင်းစဉ်နဲ့ပေါ့လေအပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဆွေးနွေးရတာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံရေးအသွင်ကူးပြောင်းမှုကိုပေါ့လေနိုင်ငံရေးနည်းနဲ့ပဲဖြည့်ရှင်းကြဖို့အိန္ဒိယနိုင်ငံနဲ့အနေထားတဲ့သဘောလိုလားတဲ့သဘောဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်နောက်ပြီးတော့ဒီပြီးခဲ့တဲ့နေ့နိုဝင်ဘာလထဲမှာတုန်းကလည်းNSPNC အဖွဲ့ရဲ့နောက်နောက်ပြီးဒီပတ်ပုံတင်ပြီးသားဖြစ်တဲ့နိုင်ငံရေးပါတီတွေရဲ့နောက်ပြီးတော့ဒီ NCA လက်မှတ်ထိုးထားတဲ့တိုင်းသားနိုင်ငံအဖွဲ့တွေနဲ့ဒီကမ္ဘာ့ရာအိန္ဒိယကောင်စီICW နဲ့ပေါ့လေဒီ ICW ရဲ့ဖိတ်ကြားချက်အရဆိုတော့အိန္ဒိယနိုင်ငံမှာတွေ့ဆုံဆွေးနွေးကြရတယ်ဖြစ်ပါတယ်ဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ပေါ့လေပထမဆုံးပြောချင်တာကတော့ဒီအိန္ဒိယနိုင်ငံရဲ့think tank ဖြစ်တဲ့ကမ္ဘာ့ရာအိန္ဒိယကောင်စီပေါ့လေ ICW နဲ့ပတ်သက်ပြီးတော့အဓိကပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ ICW ကမ္ဘာ့ရာအိန္ဒိယကောင်စီ ICW ဆိုတာကဒီအိန္ဒိယနိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးတွေငြိမ်းချမ်းရေးတွေနဲ့ဆိုင်တဲ့သုတေသနလုပ်ငန်းတွေကိုအဓိကလှုပ်ဆောင်တဲ့အဖွဲ့ပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီနိုင်ငံတကာဆက်ဆံရေးကိုပေါ့လေမြင်သာစေဖို့အတွက်ဒီလက်တွေ့သုတေသနလုပ်ငန်းတွေဆွေးနွေးပွဲတွေဒေသအတွင်းနဲ့ကမ္ဘာတွင်းအဆက်အသွယ်တွေကိုဆက်သွယ်ဆောင်ရွက်နေတဲ့အဓိကthink tank အဖွဲ့အစည်းကြီးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီ think tank အဖွဲ့အစည်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အိန္ဒိယနိုင်ငံရဲ့နိုင်ငံတကာကိစ္စတွေသုတေသနလုပ်ငန်းတွေနဲ့ဆွေးနွေးပွဲတွေကိုအဓိကပေါ်ဆောင်ဖို့အတွက်ပေါ့လေအကြံပေးဖွဲ့နေတယ်အဓိကလက်ဆောင်နေရတာဖြစ်ပါတယ်ဆိုတော့ဒီအိန္ဒိယနိုင်ငံရဲ့အဖွဲ့အစည်းကြီးတစ်ခုကကမ္ဘာကထလုပ်ပြီးတော့မြန်မာနိုင်ငံကနိုင်ငံရေးအင်အားစုတွေဖြစ်တဲ့အစိုးရ institution တွေနိုင်ငံရေးပါတီတွေအပြင်စစ်ရေးအင်အားစုတွေဖြစ်တဲ့ဒီတိုင်းဒေသနဲ့ကန်တွေနဲ့အမတ်အင်အားစုဖြစ်တဲ့ဒီအရပ်ဘက်အဖွဲ့အစည်းတွေကိုပါတွေ့ဆုံတာကမြန်မာနိုင်ငံရဲ့အချက်တွေကိုတည်ငြိမ်တဲ့အရွေးတစ်ခုအဖြစ်နဲ့ပေါ့လေပြည်သူအားလုံးပါဝင်တဲ့အသွင်ကူးပြောင်းရေးတရက်ပေါ်ဆောင်